အားလုံးသောဓမ္မမိတ်ဆွေများမင်္ဂလာနံနက်ခင်းလေးပါတပည့်တော်တို့နန္ဒကွန်ရောင်စတိစိန်ကြီးဘုရားထီတော်လုပ်ငန်းနေပြီးတော့အခုမြင်တွေ့နေတဲ့ဒါကျောင်းဆောင်ကြီးမှာဆိုရင်ဒါပျော်ပွဲကြီးပေါ့နော်ပျော်ပွဲကြီးရဲ့ပခန်းကျောင်းတိုက်ကိုတပည့်တော်ရောက်ရှိနေတာဖြစ်ပါတယ်ယခုပျော်ပွဲကြီးပခန်းကျောင်းတိုက်မှာဆိုရင်တပည့်တော်တို့နန္ဒကွန်ရောင်စတိစိန်ကြီးဘုရားထီတော်လုပ်ငန်းနေပြီးတော့အခုမြင်တွေ့နေရတဲ့ဒါအောက်ကနေပြီးတော့ဖောင်းပန်းဆွဲတစ်ထပ်ပန်းနေပြီးကြအပေါ်ကနေပြီးအလေကောင်းစိန်တောင်ကြီးပြီးကြတော့တောင်းပါဆိုရင်လည်းတောင်ပန်းဆွဲနေတော့ဒါပျော်ပွဲကြီးပခန်းကျောင်းတိုက်မှာဆိုရင်လာရောက်ပြီးတော့ရွှေအောင်စတိပန်းဆွဲပန်းတောင်များကိုပထမဆုံးအချိန်လာရောက်ပြီးတက်ဆင်ပေးပြီးဖြစ်ပါတယ်ယခုအချိန်မှာဆိုရင်ဒုတိယမြောက်အနေဖြင့်တပည့်တော်တို့ထပ်မံပြီးတော့ဒီပျော်ပွဲကြီးပခန်းကျောင်းတိုက်အတွင်းထဲမှာရှိတယ်ဒါကျောင်းဆောင်ကြီးမှာဆိုရင်ဒါဒီဒီမှာတွေ့နေတဲ့ခေါင်ယူပေါ့နော်ခေါင်လျှောက်ခေါင်လျှောက်ပန်းတန်းများကိုတပည့်တော်တို့တက်ဆင်ပေးရမှာဖြစ်ပါတယ်ထို့အပြင်ရှင်းမျက်နှာစာမှာဆိုရင်လည်းစင်ဝင်ပုံစံမျိုးမုံပြင်းအဆောင်များရှိပါတယ်စင်ဝင်မုံပြင်းအဆောင်များကိုလည်းတပည့်တော်တို့လာရောက်ပြီးတော့တက်ဆင်ပေးနေတာဖြစ်ပါတယ်ယခုကဲ့သို့ရွှေရောင်စတိနဲ့ပြုလုပ်တဲ့စတိပန်းဆွဲပန်းတောင်တွေဒါယခုမြင်တွေ့နေရတဲ့တစ်ထပ်ပန်းတွေစိန်တောင်တွေတောင်ပန်းဆွဲတွေပြီးတော့ဆိုရင်ခေါင်ယူပန်းတန်းများကိုတက်ဆင်ပူဇော်လိုတဲ့ဓမ္မမိတ်ဆွေများနေဖြင့်လည်းတပည့်တော်တို့နန္ဒကုံရောင်စတိစိန်နဲ့ဖျားထီရောလုပ်ငန်းအောက်ကြီးနိုင်လမ်းမကြီးပေါ်ရွှေပြည်လက်ဖေးဆိုင်နဲ့ချင်းဆိုင်ရှိတဲ့မှာတရှိပါလေဖုန်းနံပါတ်ဖြင့်ဆက်သွယ်မှာယူတဲ့ဓမ္မမိတ်ဆွေများနေဖြင့်တပည့်တော်တို့နန္ဒကုံရောင်စတိစိန်နဲ့ဖျားထီရောလုပ်ငန်းအောက်ကြီးနိုင်လမ်းမကြီးပေါ်ရွှေပြည်လက်ဖေးဆိုင်ရဲ့ချင်းဆိုင်ရှိတဲ့ဆိုင်တို့တော်၎င်းဖုန်းနံပါတ်အပြင်တော့0925103389ခွန်45302538တို့ပဲဆက်သွယ်မေးမြန်းပြီးတော့မှာယူရရှိနိုင်ပါတယ်ဓမ္မမိတ်ဆွေမိဘပြည်သူများအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာတော်မူကြပါစေDham